အားလုံးပဲမင်္ဂလာပါမြချနာမျိုး Great Mobile ကပါဒီနေ့ဖြည့်ရှင်းတော့မယ့် error ကတော့ Mi Note 10 Lite first logo error လေးဖြစ်ပါတယ်ဖြည့်ရှင်းသားလေးနဲ့ကျွန်တော်တို့ကြိတ်ကိုရေးရှင်းလိုက်မယ်နော်ကဲ CPU စောက်ခွာမယ်ကဲဒီကောင်လေးမှာဖြစ်များတဲ့ error လေးပါအရင်ဗီဒီယိုလေးမှာကျွန်တော် Mi Note 10 Lite ရဲ့ camera error တို့ Wi-Fi network error လေးကိုဖြည့်ရှင်းပြထားပါတယ်ဒီတစ်ခေါက်မှာတော့ first logo error လေးကိုကျွန်တော်ဖြည့်ရှင်းပြတာဖြစ်ပါတယ်ဒီလုံးလေးရဆိုရင်ခြားဆိုင်သမားညီလေးတယောက်ကနေပြီးစာပစ်လာထားတဲ့အလုံးလေးဖြစ်ပါတယ်ကျွန်တော်ကိုအခုလိုမျိုး error တွေစာပစ်အပ်ချင်တယ်အကြောင်းရင်းမေးမြန်းချင်တယ်ဆိုရင်ကျွန်တော်ရဲ့ ဖုန်းနံပါတ်နဲ့ကနေတစ်ဆင့်တော့မဟုတ်ဒီကျွန်တော်ရဲ့ page ကနေတစ်ဆင့်မေးမြန်းလို့ရပါတယ်တန်းနိုင်ဆုံးအလင်းမြန်ဆုံးဈေးနှုန်းအတက်တာဆုံးနဲ့ကျွန်တော်ပြုပြင်ပေးတော့မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ခြင်းအဖြစ်မိတ်ဆွေတို့အတွက်တစုံကိုအကျိုးရှိမယ်ဆိုရင်ကျွန်တော်ကို comment မှာ like လို့ရေးပေးတော့ကြပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်